ပစ္စည်းအများကြီးလူခံနိုင်ရင်မဝယ်ပါနဲ့ပစ္စည်းအနေနဲ့ဆိုလည်းမဝယ်ပါနဲ့တနေ့နဲ့6လဒီခန်းမှာနေပြီးသွားတဲ့အခါမှာကျွန်မအခန်းပြောင်းပါပြီအဲ့တော့ခန်းထဲမှာတနေ့နဲ့6လနေခဲ့ဆိုပစ္စည်းတွေအရင်များနေအဲ့တော့အဲ့ပစ္စည်းကိုဘယ်လိုထုတ်မလဲပြီးတော့ time မှာအခန်းပြောင်းရင်ဘယ် logistic ကိုသုံးမလဲအဲ့ဒါနဲ့ပြီးတော့အခုကိုဆောင်နေပါတယ်ဒီပစ္စည်းတွေအကုန်လုံးကိုပြောင်းဖို့ပေါ့နော်အဲ့တော့လေပြောပြမယ်တလားဒီဟာကျွန်မအကိုဟာဒီလာတော့ကျွန်မအကိုဟိုပေးလိုက်တာသူ့လက်ကေကိုအဲ့ဒါမလီ 20kg အပီးစီဒီဟာနဲ့လာတာလောက်တယ်အခုဒီဖာလေးပါနဲ့မလောက်ဘူးစဉ်းစားကြည့်အောင်အဲ့တော့များပြားလာတဲ့ပစ္စည်းတွေကိုပြောင်းဖို့အတွက်စပြီးတော့ထုတ်တော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်မထုတ်တယ်ပြူတယ်ပေါ့ကွယ်အမအဲ့တော့မထွက်လာတာအမိုက်တွေအများကြီးပဲအမိုက်တွေလည်းလွတ်ပြတယ်အမဆမဆိုတင်ထားတဲ့မုတ်ပြလည်းဒိတ်ကြော်တော့လည်းလွတ်ပြရတာပေါ့နော်အလုံးထုတ်ပြီးသားပါပြီထုတ်ပြီးသားတဲ့အချိန်မှာဒါတွေကတော့ကျွန်မပစ္စည်းတွေအဲ့တော့ပစ္စည်းကိုဘယ်လိုမျိုးတင်ဆက်တယ်လဲဆိုတော့ပြပါမယ်ကိုထည့်ထားတဲ့ပစ္စည်းတွေကိုဘုံပေါ်မှာရေးမယ်အဲဆိုရင်ဘယ်ပစ္စည်းကိုအရင်ဖောက်ရမလဲဆိုတော့ကိုပြန်သိရပြီးရင်နာမည်နဲ့ဖုန်းနံပါတ်လေးတွေ just in case အနေနဲ့ရေးထားပြီးတော့ဘုံတွေမှာနံပါတ်ထည့်ထားလိုက်မယ်ကွာအဲ့ဒါဆိုလို့ရှိရင်ကိုဘုံဘယ်နှဘုံရှိလဲပြန်ပြီးစစ်ကြတာလွယ်တာပေါ့နော်မဟုတ်ဘူးဒါပေမဲ့ကျွန်မပစ္စည်းများနေတယ် Stop it. Get some help. အဲ့တော့ပစ္စည်းတွေထုတ်ပြီးတော့ဗာနဲ့ပြောင်းလဲဆိုတော့ Lala Move နဲ့ပြောင်းပါတယ် Lala Move app ကိုပုံပြထားပါမယ်အဲ့မှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ဈေးကလည်းတက်တာတယ်အစင်လည်းပြပါတယ်ပြောင်းရပြပါတာအဲ့တော့ပြီးတော့ပါပြီပြောင်းလို့ရွှေ့လို့အခန်းတက်ကနေကျိုးဆိုပါတယ်အဲ့တော့အခန်းရှုံနေပါတော့အခန်းထဲရောက်ပြီးဆိုတော့ပစ္စည်းစပြနေရချရပြီးတယောက်တည်းနေရဆိုတော့တယောက်တည်းလောက်မှာပေါ့နော်ဒါမဲ့အချိန်မှာကျွန်မဖျားနေပါပြီပစ္စည်းတွေရွှေ့ရတယ်တင်ရတယ်ဟိုလာလာမော driver ကလည်းပတ်စံတောင်းလို့ driver တယောက်တည်းငားလိုက်တော့သူတယောက်တည်းပဲတိမ်မယ်ကွာလည်းဝိုင်းသေးရတာပေါ့နော်အဲ့တော့အားလုံးလုပ်တယ်ရှင်မလို့အရန်ပင်ပန်းပြီးတော့အမဖျားနေပါပြီဖျားလဲလောက်ရတာပါပဲဘယ်သူမှလုပ်ပေးမယ်သူမရှိဘူးဒါမဲ့လေအဲ့လိုမျိုးတယောက်တည်းအားလုံးလုပ်လိုက်တော့အဲ့လိုပြီးသွားတဲ့ခါဆိုရင်အော်ငါတယောက်တည်းအားလုံးလုပ်နိုင်ပါလားဆိုတော့ခံစားချက်တခုကတော်တော်မိုက်ပါတယ်အဲ့တော့တယောက်တည်းနေရတာအရန်ကောင်းပါတယ်တာဒါမောင်ဗီဇာလေးကြာလာပါပြီမောင်ဗီဇာကိုပြင်နေမှာတက်ကပ်ပါမယ်ကျမရဲ့ favorite ထိုင်းမှာဆင်နေပါဝယ်မယ်ဆိုရင်ဒါမျိုး DIY လုပ်လို့ရတဲ့ဆင်လေးတွေဝယ်တာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ပြောင်းမယ်ဆိုလို့ရှိရင်အဲ့ဒါကိုဖြုတ်ပြီးတော့ပြောင်းတော့အဆင်ပြေတယ်ပြန်ပြီးတော့ပြန်တက်လို့ရှိရင်လည်းဒါမျိုးလေးတက်ရတာဆိုတော့လွယ်တယ်အဲ့လိုနဲ့ပဲကျမရဲ့ move out blog လေးကပြီးသွားပါပြီနောက်ရကြတော့မှဗီဒီယိုလေးနဲ့အခန်းတစ်လေးကိုပြပါမယ်ခုတော့ခန်းမရှင်းနိုင်လို့လောင်းနဲ့ပဲရေးလိုက်ပါတော့မယ်